တော့ဆူဆူပူပူငရံငူပြလူဆက်စလူခတ်တဲ့သူအာမြဲကြောက်မှနေလူလူငဖောင်ရိုးကြောက်မှနေလူလူစိတ်တစင်းစားတင်တောင်းရင်တောင်းမီအမေသူအများပြောရတယ်ရှိတယ်ယူစရာကောင်းတာရှမ်းချတဲ့မိရှမ်းတွေ့တဲ့သူဘာလို့အာနွေနေသူမိမသားကိုအနိုင်ယူအလိုလေးဗျာသူ့ကိုချစ်လို့စားမမသိလေသူကျုပ်ကိုသူ့ကိုချစ်လို့နောက်တာနောက်မှမသိလေသူခင်ဗျားကခင်မင်းမကိုခွင်ကောင်းယူရှင်ရှင်တကယ်ကိုဦးတူတူအမျိုးပဲဗျာချမ်းချမ်းဖန်ဖန်နောက်လဲနောက်တဲ့မန္တလေးမြို့တော်လူစိတ်မဆိုးနဲ့ပြုံးတော်မူစိတ်မဆိုးနဲ့ပြုံးတော်မူဦးတူတူဟုတ်ပါဘူးဗျာပန်ကထက်ကဝက်ဦးတီးသားမယ်တော်သားလူလေသဘောပြူမနှောပြူလှတော်သာကိုယူကြွားကိုပြန်ရင်လိုက်ခဲ့ရွှေမှန်းသူဟုတ်တော့ပါဝါတူပိုက်ကြီးကလည်းတော်တော်ပူပါကြီးကြီးနဲ့တူနှာခေါင်းရောကထနေသူနာဘူးတဲ့တင်ရှင်လိုလိုမနေနိုင်ရင်နာရှူဘူးကိုရှူမန္တလေးမြို့သူမန်းမြို့သူအကန့်ရတန်နေသူလက်ကနူစားတော့တူကြွားတတူတူအမတင်းကစပင်ဖားရနီးကြောင်ကြပြောင်းမှုမွေးနေတူမော်ရေးရှင်အပြင်မှာတွေ့တော့မဟာဆန်သူအိမ်ကိုရောက်တော့ဆူဆူပူပူငရံငူပြလူဆက်စလူခတ်တဲ့သူအများနော်အာမြဲကြောက်မှနေလူလူငဖောင်ရိုးကြောက်မှနေလူလူစိတ်တစင်းစားတင်တောင်းရင်တောင်းမီအမေသူအများပြောရတယ်ရှိတယ်ယူစရာကောင်းတာရှမ်းချတဲ့မိရှမ်းတွေ့တဲ့သူဘာလို့အာနွေနေသူမိမသားကိုအနိုင်ယူဟောရခတ်တော့တာပဲသူ့ကိုချစ်လို့စားမမသိလေသူချစ်တယ်သူ့ကိုချစ်လို့နောက်တာနောက်မှမသိလေသူခင်ဗျားကခင်မင်းမကိုခွင်ကောင်းယူရှင်ရှင်တကယ်ကိုဦးတူတူဒီလိုလားချမ်းချမ်းဖန်ဖန်နောက်လဲနောက်တဲ့မန္တလေးမြို့တော်လူစိတ်မဆိုးနဲ့ပြုံးတော်မူစိတ်မဆိုးနဲ့ပြုံးတော်မူဦးတူတူဟုတ်ပါဘူးဗျာပန်ကထက်ကဝက်ဦးတီးသားမယ်တော်သားလူလေသဘောပြူမနှောပြူလှတော်သာကိုယူကြွားကိုပြန်ရင်လိုက်ခဲ့ရွှေမှန်းသူလှတော်သာရဲ့ရွှေမှန်းသူလှတော်သာရဲ့ရွှေမှန်းသူသွားလေးတူစားလေးတူမင်္ဂလာဆောင်ရင်လက်ဖွဲ့များများကူလှတော်သာရဲ့ရွှေမှန်းသူလှတော်သာရဲ့ရွှေမှန်းသူသွားလေးတူစားလေးတူမင်္ဂလာဆောင်ရင်လက်ဖွဲ့များများကူလှတော်သာရဲ့ရွှေမှန်းသူလှတော်သာရဲ့ရွှေမှန်းသူ